တိုင်းကျအနန္တကျေးဇူးရှင်ဖခင်ကြီးဦးမောင်ကြီးမိခင်ကြီးဒေါ်ဖဲကြီးတို့ကိုရည်စူး၍သမီးမဇီကွဲမြမမတင်တင်ဒူမမဣတနာချိုမဣတနာချို25နှစ်ပြည့်မွေးနေ့အတွက်အလှူပါတယ်ဤကုသိုလ်ဘုရားကတော့အားလုံးငါတို့သာတို့ခေါ်ဆိုနိုင်ကြပါစေတော့ဤ